Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပေါင်းအိုးနဲ့ပေါင်းတဲ့စိတ်သားပေါင်းလေးချက်မှာဖြစ်ပါတယ်ရှင်အသားလေးကလေနူးအီမိပြီးတော့စားလို့အရန်ကိုမှကောင်းပြီးတော့ပါးစပ်ထဲမှာပျော်ဝင်သွားစေတဲ့အရာသားလေးပေါ့နော်အရင်ဆုံးကျွန်မကအရာသားတွေနေထားတဲ့စိတ်သားကိုပေါင်းအိုးတွေကိုတစ်ခါတည်းထည့်လိုက်မယ်ပေါ့နော်ရေကိုလည်းကျွန်မအကျိုးပြီးထည့်ထားလိုက်ပါတယ်ရှင်ဒီစိတ်သားကိုကတော့ကျွန်မခ ्यू စီပဲငပြားရည်ကြီးပဲငပြားရည်အနောက်ငရုတ်ကောင်းမုတ်စက်သားမုတ်နဲ့ဆွနွေးမုံလေးအနေငယ်ထည့်ပြီးတော့ရတာတွေနေပြီးနှက်ထားတာဖြစ်တယ်ပေါ့နော်ဒီရတာတွေနေပြီးနှက်ထားတဲ့စိတ်သားလေးကိုကျွန်မကပေါင်းအိုးတွေကိုထည့်လိုက်ပါတယ်ပြီးွားရင်တော့ဟင်းအနှစ်လေးရစီဖို့အတွက်စက်သွန်နီများများရဲ့စက်သွန်ဖြူအမွှာလေးတွေရဲ့ချင်းပပတိတာလေးတွေကိုလည်းထည့်မယ်ပေါ့နော်စက်သွန်နီများများထည့်တဲ့အခါကျတော့ဟင်းအနှစ်လေးရပြီးတော့လေဟင်းလေးကပိုပြီးတော့ချိုစီပါတယ်အရသာအရမ်းရှိတယ်ပေါ့နော်ကျမကတော့စက်သွန်ဖြူကိုအမွှာလေးတိုင်းအီလေးစားချင်တာမို့လို့ဒီအမွှာလေးတိုင်းပဲထည့်တာဖြစ်ပါတယ်ရှင်ဟင်းခတ်မွေးကြိုင်ရလေးဒီနေ့ကုန်နေတာကိုကျွန်မမေ့နေတာနဲ့ပေါ့နော်ရှိတာလေးပဲထည့်လိုက်ပါတယ်ကရဝေးရွက်ရဲ့နနက်ပွင့်လေးအနှဲငယ်နဲ့လေးညင်းပွင့်လေးအနှဲငယ်ပဲထည့်လိုက်ရတယ်ပေါ့နော်ကျွန်မခုနပြောဖို့မေ့သွားတာပေါ့နော်စိတ်သားကိုကျွန်တော်တို့အရသာနေတဲ့အချိန်မှာအသားထဲကိုထည့်တဲ့မဆလာလေးကျွန်မထည့်ပါတယ်စိတ်သားချက်တဲ့အခါမှာသုံးတဲ့မဆလာပေါ့နော်ဒီမဆလာလေးထည့်ပြီးနေတာဖြစ်ပါတယ်ရှင်ပြီးွားရင်တော့နှမ်းစီမွေးလေးကိုထည့်လိုက်ပါမယ်ပြီးွားရင်တော့ဒီရေတွေလုံးဝခန်းသွားတဲ့အနေထားလောက်ထိကိုအဆင်ပြေနေပြီးနဲ့ပေါင်သွားမှာဖြစ်ပါတယ်ရှင်ရေကလေတဝက်လောက်ကုန်သွားတဲ့အနေထားမှာကျွန်မကြက်ဥပေါင်းလေးစားချင်တာမို့လို့ကြက်ဥလေး၄လုံးလောက်ထပ်ထည့်လိုက်တယ်ပေါ့နော်ကြက်ဥပေါင်းလေးရဲ့အရသာကိုလည်းမီးစမ်းချင်တာနဲ့ကျွန်မကြက်ဥကို၄လုံးလောက်ထည့်လိုက်ပါတယ်ရှင်ပြီးွားရင်တော့ဆက်ပြီးပေါင်းထားလိုက်ပါတယ်နောက်ဆုံးမှာတော့ဒီလိုမျိုးအနှစ်တွေပဲပေါ့နော်အရန်ကိုမှရတာရှိပြီးတော့ချိုးနေတဲ့စိတ်သားပေါင်းလေးရပါပြီရှင်ကျွန်မဒီမှာနှမ်းစီကိုအနည်းငယ်ပဲသုံးထားတာပေါ့နော်စီအများကြီးမပါဘဲနဲ့ဟင်းအနှစ်များများလေးနဲ့အရန်ကိုမှရတာရှိပြီးစားလို့ကောင်းတယ်စိတ်သားပေါင်းနုနုအီလေးရပါပြီရှင်ကဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်เนาะအားလုံးပဲ bye bye